ဒါလေးကတော့ဖတ်ထူးပါအဲ့ဆိုတော့ပဲပုတ်ချက်လေးနဲ့စားမှပဲဖြစ်ပါတယ်တခွားတီးတို့လေးနဲ့ပါညတိချက်ယူမှာဟုတ်တော်ပြီခင်ဗျားဒီလိုစားတော့မဟုတ်ပါဘူးလေတာပါအားလုံး like နဲ့ subscribe လေးလုပ်ပေးကြပါအောင်ရောက်ပါပြီနော်စကြပါအောင်ခင်ဗျာအဖွားနဲ့တူစားလာပါဟုတ်ပါဟောမလိုက်ချင်ဟုတ်လားတခါတည်းကျွတ်လေးနဲ့မဟုတ်နော်အဲ့ဒီရချက်ကန်နဲ့အဲ့ဆိုတော့စားတော့ပါမယ်ဒီမှာဖိကုန်ဒီလာထုံးအိုင်ဒီနည်းလည်းတော့ဆက်မရှိဒီပဲပုတ်ချက်ကလေး favorite ခင်မလို့အားရပါရစားနေပါတယ်စားကြပါဦးဒီစားစားဒါမေမbombပြီးဆိုညပိုင်သွားအောင်စကြပါအောင်ပေါ့နော်စကြပါအောင်ပေါ့နော်ခွန်လေးကျွေးပါမယ် one bite ပဲကြမ်းမယ်
ဆိုဒီနေ့ပြီးတော့ကျွန်တော်ပဲအားလုံးပဲပိုင်ပါညုံပြုံးမယ်ဆယ်လေးကနော်အခုကတိတ်မလုံးနိုင်လေတော့ဘောနော်ဖတ်သူကြည့်မယ်ကြည့်အောင်မယ်နောက်ကြရင်ဖတ်5ဖတ်6စီတို့ကျွန်တော်မှာပါအားလုံးလည်း subscribe လုပ်ပြီးရှင်းကြပါဦးမနော်ပိုင်ပါ